ဒီနေ့ကျွန်တော် comparison လုပ်ပြချင်တာကတော့ Makita ရဲ့ MD 9513 နဲ့ MD 0910ပေါ့ MD series တွေကတော့ကျွန်တော်တို့ Thai market မှာဆိုလို့ကျွန်တော်တို့ကဒီ Makita ရဲ့ under control under license နဲ့ကျွန်တော်တို့ market ဆိုပြီးတော့ကျွန်တော်တို့ထုတ်ခဲ့ပူးတယ်ပေါ့နော်အဲ့ဒီအတွက်ကိုဒီကောင်က Thai market အတွက်ကိုပဲသူက MD series ကိုဒီရောင်းနဲ့ထုတ်ပေးတယ်အဲ့တော့နောက်တစ်ခုကကြတော့ Makita ဆိုတာကတော့ဒီလိုမျိုးဒီ machinery နဲ့ပတ်သက်တဲ့ဟာမျိုးကြောက်ဆက်ဖောက်ဆက်ပေါ့ဗျာလက်သမားတုံးပစ္စည်းတွေဒီအဲ့လိုမျိုးဆိုလို့ရှိရင်သူကတော့ worldwide မှာဆိုလို့ရှိရင်တော့ number 1 လို့ပြောလို့ရတယ်တော့ဘာကြောင့် number 1 ဖြစ်နေရလဲလို့မေးလို့ရှိရင် Japan brand မို့လို့ number 1 ဖြစ်နေတာလဲမဟုတ်ပါဘူးသူ့ရဲ့ quality သူ့ရဲ့ standardization တွေကသူ့ကို number 1 ဖြစ်စေတာဆိုတော့ကြောက်ဆက်နှလုံးကိုကျွန်တော်တို့ဒီအတွင်းကြ comparison မလုပ်ခင်မှာကျွန်တော်ဒီအကျန်းအပေါ်ယံ comparison လုပ်ပြမယ်ဆိုရင်မီးကြိုးနှစ်ကြိုးတကြိုးနဲ့တကြိုးက site ကတူတယောင်ရှိတယ်ဆိုပေမဲ့မဆိုးစလောက်တော့သူက ampere ကိုခွာပေးသွားတယ်။ဘာဖြစ်လို့လဲဆိုတော့0910မှာဆိုလို့ရှိရင်မော်တာရဲ့ R က940ဝက်9513မှာဆိုရင်မော်တာရဲ့ R က850ဝက်မော်တာအားကွဲသွားတာနဲ့ရုံးနဲ့အားလည်းကွဲသွားမှာပဲဗျမီးကြိုးအရှည်ကတော့6ပေခွဲလောက်ရှိတာတော့အတူတူပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ fuse ပေါ့အထဲမှာ tree pin သူကလုံးဝ safety shutdown အရာအရန်ကိုမိုက်တဲ့ခေါင်းပေါ့ကျွန်တော်တို့ local မှာဆိုရင်တော့ဒီခေါင်းထိုးဖို့အပေါက်မနှဲလိုက်ရှာမယ်တို့ဒီမို့ခေါင်းပြောင်းနေရှာမှာပေါ့အဲ့ဒုက္ခတော့ရှိလိမ့်မယ်ဒါပေမဲ့ကောင်းတယ်အဲ့တော့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင် ampere အနေနဲ့ဆိုလို့ရှိရင်လည်းသူက weight ကလည်းလုံးဝဟိုကြစ်လေးလေးနဲ့စီးစီးပိုင်ပိုင်ရှိရယ်ခလုတ်တွေကလည်းနောက်ထဲမှာထည့်ပေးထားတယ်ပြီးတော့လို့ရှိရင်သူကလေဝင်လေထွက်စနစ်ရယ်နောက်တစ်ချက်ကဒီထိတ်မှာတုံးထားတဲ့ကျွန်တော်တို့ gear အုံမှာတုံးထားတဲ့ material တွေကလည်းမာပြီးတော့ဘယ်လိုခေါ်မလဲပေါ့ပါရှိတယ်temperature ကိုမြန်ဆုပ်မယ်ပြီးတော့လို့ရှိရင်မြန်ပြန်ပြီးနေနိုင်တဲ့ material ပုံစံမျိုးပေါ့တခြားကြောက်ဆက်တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့ဘာတွေကောင်းသွားလဲလို့မေးလို့ရှိရင် Makita က number 1နောက်တစ်ချက်ကကြတော့ vibrate ပေါ့ကြောက်ဆက်တစ်လုံးကကင်လိုက်လို့ရှိရင်အရန်ခနေတယ်ဆိုရင်ကြာမကင်နိုင်ဘူးပို့ဆိုတာကျွန်တော်တို့စီမှာရှိတဲ့လူတွေကလက်အိတ်တော်ယုံတန်ယုံ3လေမရှိဘူးအဲ့ဒါကလည်းကြောက်ဆက်ကတုံခါမှုကိုလက်ကိုတိုက်ရိုက်လာအဲ့တော့ကျွန်တော်တို့အရင်ဆုံးအထဲကိုတွားမကြည့်ခင်မှာသူ့ကိုကျွန်တော်တို့မောင်းဆန်းကြည့်ပြီးတော့သူ့ရဲ့ vibrate ပေါ့လက်ပေါ်တင်ကြည့်မယ်ဒီအောက်ချကြည့်မယ်ဘာမှမလုပ်သေးပဲနဲ့သူကတုံခါမှုဘယ်လောက်ထိမရှိဘူးလဲဆိုတာတစ်ချက်ကြည့်လိုက်ပါဒါကတော့ MD 0910ပေါ့သူကခလုတ်ကိုလည်းဒီလိုပုံစံမျိုးနဲ့ safety ဟိုကာဘာပုံစံမျိုးလေးတစ်ဖက်တစ်ချက်ကဒီဂျိုလေးနှစ်ခုပုံစံမျိုးထုတ်ပေးထားတယ်ကျွန်တော်မောင်းကြည့်မယ်နော်သူကတော့ငြိမ်တယ်အတန်ညက်တယ်ဒါပေမဲ့တချို့တွေကဒီမော်တာနောက်ဆုံးလဲသွားတဲ့အခါမှာသူကဒီအထဲမှာပင်နံရံလေးကခတ်တဲ့အတန်လေးရှိတယ်ဒါနှစ်ချက်ဖြစ်နိုင်တယ်ပေါ့ပင်နံရံအတော်ကျဲတလားစိတ်တလားဆိုတာတော့ကျွန်တော်အထဲဖွင့်ကြည့်မှာပဲသိမှာပေါ့ဒါကတော့0910ကိုကျွန်တော်အတန်စမ်းပြပေးတာကြိုက်တယ်တခြားကြောက်ဆက်တွေနဲ့မတူဘူးဗျာခံစားရတဲ့ခံစားမှုကန်ရတဲ့ feeling ကဟိုnumber 1 Makita ဖြစ်နေလို့ကင်လို့ကောင်းတာမျိုးတော့ဟုတ်ချင်မှာဟုတ်မှာအဓိကတော့သူ့ရဲ့ဘယ်လိုခေါ်မလဲ quality ကြောင့်ပဲပြောလို့ရတယ်ပေါ့နော်ကဲနောက်တစ်ခုကတော့ကျွန်တော်9513ကိုတစ်ချက်ဟိုလောက်ကြည့်ပေးမယ်နော်9513 design ကကြတော့သူကဒီလိုမျိုးဖြစ်သွားတယ်ဗျဒီလိုမျိုးနည်းနည်းလေးဟိုပြလုံးဆောက်ကလေးဖြစ်သွားတယ်ပို့ပြီးတော့ဟို weight ကတော့တိတ်တော့မကွာလာဘူးဆိုပေမဲ့သူ့ရဲ့ motor site ကတော့ကြီးတော့နည်းနည်းလေးတော့ကွာသွားမယ်ဗျ
ခုတော့ရှိတယ်0910နဲ့ဘာကွာလဲလို့မင်းရင်0910ကမော်တာစပြီးတော့ဖွင့်လိုက်တဲ့ချိန်မှာသူကယုံတဲ့ပုံစံကအရန်ကြီးစောင့်မဆွဲဘူးဒါပေမဲ့9513ကတော့မော်တာအားက850ဆိုတော့စောင့်ဆွဲတာစောင့်ဆွဲတော့တယ်ဒါပေမဲ့တကယ်လဲသွားတဲ့အချိန်ကြာလို့ရှိရင်တော့ငြိမ်စင်းနေတာပဲဗျကဲဒါဆိုရင်ကျွန်တော်တို့အထဲကိုတစ်ချက်တွားကြည့်ကြည့်မယ်အထဲမှာသူတို့နှစ်ခုတိစောက်ထားတဲ့ပုံကဘယ်လောက်ထိစနစ်ကျပြီးတော့ဘယ်လိုပုံစံမျိုးတွေကွဲပြားမှုရှိလဲဆိုတာကျွန်တော်နဲ့တူတစ်ခုချင်းစီဖွင့်ကြည့်မယ်ဗျဖြုတ်လို့တော့ပြီးသွားပြီပေါ့နော်သူကတော့သူ့မှာတုံထားတယ်ဒီမှာနက်ကလေးတွေပေါ့စကူလေးတွေကအစားဘယ်လိုခေါ်မလဲကုတ်တင်ထားတဲ့ပုံစံရယ်ပြီးလွယ်ကူအရစ်ကအစလုံးဝမိုက်တယ်လွယ်ကူဒီခေါင်းမလုံးအောင်သူလှုပ်ထားတဲ့ပုံစံမျိုးပြီးရင်ဒီအောက်မှာဆိုလို့ရှိရင်ဒီစပလင်ပုံစံမျိုးလေးထည့်ပေးထားတယ်ဗျာနော်ဘာဝါရှာပုံစံမျိုးတန်ဝါရှာပေါ့နော်နောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင်အတန်ခုနကျန်းတဲ့အနေထားတစ်ခုမှာဆိုရင်သူကအတစ်ချက်ချုပ်မှာဆိုရင်သူကဒီအမဲစီကဒီပင်နီယံပေါ်မှာလာမနေသေးဘူးပေါ့နော်ဒါကတော့အတစ်ချက်ချုပ်ပုံစံမျိုးဖြစ်တာဒါက0910မှာပေါ့နော်ဒါကကြတော့9513တူလဲထုံလေးလည်းကောင်းမယ်ကျွန်တော်အမဲစီကမနေသေးဘူးပေါ့နော်အမဲစီကိုကျွန်တော်ဒီဟာလေးတုပ်ပေးလိုက်ရင်တော့ပိုကောင်းတယ်ဘောရဲ့ quality လည်းမိုက်တယ်လို့ပြောလို့ရတယ်ပင်နီယံမှာဆိုလို့ရှိရင်နှစ်ခုလုံးကတော့ကျွန်တော်တို့ပင်နီယံကိုသုံးထားတဲ့ဒီ site ကတော့တစ်ခုနဲ့တစ်ခုတော့ပင်နီယံ site ကတော့မတူဘူးဗျဒီကောင်းရဲ့ပင်နီယံ site ကထွားတယ်အတွားကျဲတယ်ဒီကောင်းရဲ့ပင်နီယံ site ကနည်းနည်းလေးစိတ်တယ်အတွားဘယ်လိုခေါ်မလဲ site တေးတယ်ပေါ့နော် site ပင်နီယံ site တေးတယ်လို့ပြောလို့ရတယ်လုံးဝပင်နီယံ site မတူဘူးနောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ဒီထဲမှာတုပ်ထားတဲ့ဒီကောင်ဘောပေါ့သူကတော့ဒီမှာအထဲမှာဒီထိတ်မှာဘောကတော့ဒီထဲမှာကတ်ကြံခဲ့တဲ့အတွက်သူကတော့ဒီလဲတယ်ဒီကတော့ထိန်းတာပါပဲเนาะကဲဒါဆိုရင်ကျွန်တော်တို့အတွင်းဘက်ကိုတစ်ချက်တွားကြည့်လိုက်မယ်အထဲမှာကျွန်တော်တို့ဒီအာမီချာတွေဘယ်လိုပုံစံမျိုးဝိုင်ယာတွေဘယ်လိုပုံစံမျိုးစနစ်တကျတိစောက်ထားတာလဲဒါမှမဟုတ်တိစောက်ထားတာကစနစ်မကျဘူးလေပင်နေရန်တော့ဒီကောင်က site ထွားတယ်ဒီကောင်က9513မှာ site ထွားတယ်0910မှာနည်းနည်းလေး site တေးကျွန်တော်တစားစီတော့ဖြုတ်ပြီးသွားပြီဖြုတ်နိုင်တယ်လို့ဖြုတ်တတ်တယ်လို့ပေါ့ဒါပေမဲ့တစားစီတော့ဘယ်လိုခေါ်မလဲဖြစ်သွားပြီပေါ့ဗျာဒီမှာဆိုလို့ရှိရင်သူကဒါဆိုရင်9513ရဲ့ကျွန်တော်တို့ဂီယာအောင်ပေါ့ဂီယာပေါက်ပေါ့ဗျာနော်နောက်တစ်ခုကကျတော့ဒီကောင်ဆိုလို့ရှိရင်တော့သူကအာမေချာပါလာတယ်ဆိုတော့နှစ်ခုလုံးကတော့ဒီနောက်မှာဒီထည့်ထားတဲ့ဒီဘယ်လိုခေါ်မလဲဒီ connection ဂျိုးတွေပေါ့ connection ဂျိုးတွေပြီးသွားလို့ရှိရင်ဒီစနစ်ကြတယ်လို့ပြောရမှာတဲ့ safety အရန် strong ဖြစ်တယ်လို့ပြောရင်ပုံမှန်တယ်ဗျဟိုဒီအထဲကဒီဝါယာကျိုးတွားတဲ့ပုံစံမျိုးလေးတွေသူ့ရဲ့မိုးလေးတွေကလည်းလုံးဝအသေးစိတ်ပြီးအနုစိတ်ထားပြီးတယ်ဒီတိုင်းကော့ဆိုထည့်ထားတဲ့ပုံစံမျိုးမဟုတ်ဘူးဗျနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီမှာဆိုရင်သူ့ရဲ့ဒီဒါ0910ရဲ့အတွင်းမှာရှိတယ်ကျွန်တော်တို့ဒီအာမီချာကထွက်ထားတယ်ကျွန်တော်အလိန်ပေါ့နော်အလိန်လေးရလေလုံးဝမိုက်တယ်ကဲဒါဆိုရင်ကျွန်တော်ဘာကြည့်ဖို့လိုလေးလဲလို့မေးလို့ရှိရင်ဒီဒါက0910ရဲ့ဘောပေါ့ဒီကောင်ကတော့ကျွန်တော်ကရှေ့ဘောပဲကျွန်တော်ပြလို့ရမယ်ဒီဘောပေါ့ပန်ကာဒီဇိုင်းလည်းနည်းနည်းလေးကွဲသွားမယ်0910ရဲ့ပန်ကာဒီဇိုင်းကဒီလိုမျိုးဆိုပေမဲ့9513ရဲ့ပန်ကာဒီဇိုင်းကကြတော့ပို့ပြီးတော့လေကိုပို့ပြီးတော့ရအောင်လုပ်ထားတဲ့ပန်ကာဒီဇိုင်းမျိုးကဲကျွန်တော်ပြစီရဘာကြံအောင်မလဲဗျဒါကတော့0910ရဲ့အတွင်းဘက်ပုံစံမျိုးပေါ့သူရဲ့ဒီအတွင်းမှာဆိုလို့ရှိရင်သူကဒီအာမီချာထည့်လိုက်တဲ့အပေါ်မှာဆိုရင်သူကပေါ့ free wine ပေါ့နော်အဲ့မှာဆိုရင်ချိတ်လောင်းထားတဲ့ပုံစံမျိုးလေးရတယ်အရန်စနစ်ကြတယ်ဗျသုံးထားတဲ့ကာဗွန်တွေကတော့ဝါကာဗွန်တွေအဲ့တော့ဟိုကြောက်ဆက်တစ်လုံးကဘယ်လောက်ထိကောင်းလဲဆိုတာကဘယ်လိုခေါ်မလဲပင်နေရန်လေးတစ်ခုပဲထွန်ကောင်းနေုံနဲ့လေကြောက်ဆက်ကောင်းတစ်လုံးမဖြစ်နိုင်ဘူးဘောလေးတစ်မျိုးပဲကောင်းနေုံနဲ့လေကြောက်ဆက်ကောင်းတစ်လုံးမဖြစ်နိုင်ဘူးသူ့ထဲမှာတုံထားတဲ့ဝါယာဂျိုးလေးတစ်ဂျိုးက quality ရိုင်သွားတယ် quality ညံ့သွားတယ်ဆိုရင်ဘလောက်ပဲတခြားအစိတ်ပိုင်းတွေကောင်းကြောက်ဆက်ကောင်းတစ်လုံးမဖြစ်နိုင်တာတော့သိကြတယ်ဗျကဲ
ဈေးနှုန်းလဲဘယ်လိုခေါ်မလဲမဟာရယာများနေတာမဟုတ်ဘူး quality အရကတော့မြင်တဲ့အတိုင်းပဲဗျအဲ့တော့ marketer ကတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်မြန်မာပြည်ကို official ဝင်လာတဲ့တကယ်အမကန်ကိုဘယ်လိုခေါ်မလဲ6လအပြည့်ရတယ် authorized service center မှာလည်းတွားပြလို့ရတဲ့ marketer ရဲ့ MT 9513ကိုပဲဝယ်ခြင်းMT 0910ကိုပဲဝယ်ခြင်းTeco 7 electronic and hardware ကိုတော့ကြွလန်းခဲ့ဖို့မမေ့ပါနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်